ဓမ္မရာဇဝင်ပထမဆောင်မှာဖတ်ရှုခြင်းဒါဝိဒ်ကလည်းထိုလူကြောင့်အဘယ်သူများစိတ်မပြတ်ပါစေနှင့်ကိုရောကြုံသွား၍ထိုဖိလိပ္ပိလူကိုတိုက်ပါမည်ဟုဆောလူအားလျှောက်လျင်ဆောလူကတင်သည်ထိုဖိလိပ္ပိလူကိုတွား၍မတိုင်နိုင်တင်သည်ငယ်သောသူဖြစ်၏ထိုသူသည်ငယ်သောရွယ်မှစ၍စစ်သူရဲ့ဖြစ်ခဲ့ပြီဟုဒါဝိဒ်အားဆိုတော့ဒါဝိဒ်ကရှင်သေးလက်ဘုံဝင်၏လက်မှကျွန်ုပ်ကိုကယ်နှုတ်တော်မူသောထာဝရဘုရားသည်ထိုဖိလိပ္ပိလူလက်မှကယ်နှုတ်တော်မူလိမ့်မည်ဟုဆောလူအားလျှောက်လေတော့ဆောလူကသွားလောထာဝရဘုရားသည်တင်းနှင့်တူရှိတော်မူပါစေသောဟုဒါဝိဒ်အားဆို၏ထိုနောက်မိမိတောင်ဝေကိုကန်လျက်ချောသောကြောက်တုံးငါးလုံးကိုချောင်းတဲကရွေ၍တိုးရင်းတစားသည်ဟုသောလွယ်၌ထည့်ပြီးမှလောက်လွယ်ကိုလည်းကန်၍ဖိလိပ္ပိလူရှိရာသို့ချဉ်ကပ်လေ၏ဖိလိပ္ပိလူသည်လည်းရှေ့၌ဒိုင်းကကိုဆောင်လျက်ဒါဝိဒ်ရှိရာသို့ချဉ်ကပ်၍သွား၏ဖိလိပ္ပိလူသည်ကြည်၍ဒါဝိဒ်ကိုမြင်သောအခါမကြည်မဲမြင်ဖြူ၏အကြောင်းမူကားသူသည်နုပြိုသောသူစပင်ညီ၍မျက်နှာလှသောသူဖြစ်သောကြောင့်သည်ဖိလိပ္ပိလူကတင်သည်တောင်ဝေးနှင့်ငါးထံသို့လာရသည့်အကြောင်းငါသည်ခွေးဖြစ်သလားဟုမေးလျက်မိမိဘုရားတို့ကိုတိုင်တည်၍ဒါဝိဒ်ကိုကျင့်စေလေ၏တဖန်ဖိလိပ္ပိလူကလာခဲ့တင့်သားကိုမိုးကောင်းကင်ငတ်နှင့်တော်သားရဲတို့အားငါပေးမည်ဟုဒါဝိဒ်ကိုဆို၏ဒါဝိဒ်ကတင်သည်ဓာနှင့်လံပါလျက်ငါးချံသို့လာ၏ငါသည်တင်တိုင်တဲ့သောဣသရေလဘိုးချေတို့၏ဘုရားသခင်ကောင်းကင်ဘိုးချေရှင်ထာဝရဘုရား၏နာမတော်ပါလျက်တင်ရှိရာသို့လာ၏ထာဝရဘုရားသည်တင့်ကိုငါလက်၌ယနေ့အပ်တော်မူသည်ဖြင့်တင့်ကိုငါတည်၍လေပင်ကိုဖြစ်မည်ဖိလိပ္ပိဘိုးချေအသေးကောင်များကိုမိုးကောင်းကင်ငတ်နှင့်တော်သားရဲတို့အားယနေ့ငါပေးမည်ဣသရေလမျိုး၌ဘုရားသခင်ရှိတော်မူသည်ကိုညီကြီးသားအပေါင်းတို့သည်သိရကြလိမ့်မည်ထာဝရဘုရားသည်ဓာလံအားဖြင့်ကယ်တင်တော်မူကြောင်းကိုဤပရိသတ်အပေါင်းတို့သည်သိရကြလိမ့်မည်အကြောင်းမူကားထာဝရဘုရားသည်စစ်မှုကိုပိုင်၍ငါတို့လက်သို့အနံ့တော်မူမည်ဟုဖိလိပ္ပိလူအားဆို၏ဖိလိပ္ပိလူသည်ထား၍ဒါဝိဒ်နှင့်တွေ့ခြင်းကချဉ်ကပ်လာသောအခါဒါဝိဒ်သည်လည်းဖိလိပ္ပိလူနှင့်တွေ့ခြင်းကဘိုးချေရှိရာသို့အလင်းမြန်ပြေးပြီးမှလွယ်ထဲကကြောက်တလုံးကိုနှိုက်ယူ၍လွှဲပြေး၏ဖိလိပ္ပိလူ၏နဖူးကိုမှန်၍နဖူးပေါက်သည်ဖြင့်သူသည်မြေပေါ်မှငိုင်းဆိုင်လေ၏ထို့သောဒါဝိဒ်သည်လောက်လွယ်နှင့်ကြောက်တလုံးအားဖြင့်နိုင်လျက်ထိခိုက်၍တက်လေ၏ထိုအခါဒါဝိဒ်သည်ဓာမပါသောကြောင့်ပြေး၍ဖိလိပ္ပိလူကိုနင်းလျက်သူ၏ဓာကိုဓာအိမ်မှဆွဲနှုတ်ပြီးလျှင်လေပင်ကိုဖျက်၍အပြီးတက်လေ၏ဖိလိပ္ပိလူတို့သည်သူတို့၏သူရဲ့တေချောင်းကိုမြင်သောအခါပြေးကြ၏ဘုရားသခင်နှုတ်ကပတ်တော်ပေသည်